okay ဒါဆက်ချက်တိုင်းတော့ပြီးလို့ရှိရင်ကျွန်တော်တို့ချင်းဝမ်းပြန်လှည့်မယ် okay ပြန်လှည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဆက်ချက်တိုင်းထုံးမယ်နော်18 single crochet okay စက္ခုပြီးလို့ရှိရင်ဒီမှာ17 18နဲ့မှာကျွန်တော်တို့အကြောင်းပြမယ်နော်ဒီ orange ကိုဒီဘက်ကိုကြော်မယ်ပြီးရင်ဒီ light brown ကိုဆွဲမယ် okay ပြီး light brown ကိုရှာ orange ကိုပြောင်းမယ် okay ကျွန်တော်တို့ orange ကို9လိုက်ထိုးမယ်နော်2 3 4 okay 4ပြီးရင်ဒီမှာ5ရဲ့နေရာမှာကျွန်တော်တို့ဒီ dark brown ကိုပြန်ယူမယ်နော်ပြီး orange okay ပြီး dark brown ဆွဲမယ် okay ပြီးလို့ရှိရင် dark brown ကိုကျွန်တော်တို့ဒီလိုလေးဆွဲထုတ်မယ်နော်ဆွဲထုတ်ပြီးတော့ကျွန်တော်တို့ orange ပြန်ပြောင်းမယ် orange အနမှာကျွန်တော်တို့6တိုင်းထုံးမယ်နော် orange 6 single crochet okay 5ပြီးရင်ဒီမှာ6ဒီစနေမှာကျွန်တော်တို့ dark brown ပြန်ပြောင်းမယ် okay dark brown 1ပြီး orange ဒီနောက်မှာကျွန်တော်တို့ orange ကို7တိုင်းထိုးသွားမယ်နော် 1 2 okay ကျွန်တော်တို့11 single crochet okay 1 2 3 4 5 6 7 8 9 10ဒါ11ဒီနောက်မှာကျွန်တော်တို့ dark brown ပြန်ပြောင်းမယ် okay dark brown 1ပြီးရင် orange ပြန်ပြောင်းမယ် okay ကျွန်တော်တို့ orange 4တိုင်းထိုးမယ်1 2 3 4เนาะဒီနောက်မှာကျွန်တော်တို့ dark brown okay dark brown 1ပြီးရင် orange ပြန်ပြောင်းမယ် okay orange ကျွန်တော်တို့9တိုင်းထိုးသွားမယ်เนาะ1 2 okay 9 single crochet okay 8ပြီးလို့ရှိရင်9ဒီနောက်မှာကျွန်တော်တို့ orange color ကိုထားခဲ့လိုက်မယ်เนาะokay orange color ကိုထားခဲ့ပြီးလို့ရှိရင် brown ကိုကျွန်တော်တို့ dark brown ကိုတစ်လိုက်ထိုးမယ်เนาะအဲ့ဒီနောက်မှာကျွန်တော်တို့ skin color ကိုဒီအပေါက်တင်လိုက်เนาะအပေါက်တင်ပြီးရင် dark brown ဆွဲမယ် okay ပြီးလို့ရှိရင် dark brown ကိုဒီဘက်ကိုချပြီးလို့ရှိရင်ကျွန်တော်တို့ skin color ကိုပြန်ခိုင်းမယ်เนาะ okay ဒါဆိုရင်ဒီမှာ orange အစွာတွေကဒီမှာထားခဲ့ပြီးသားเนาะပြီးရင်ကျွန်တော်တို့ dark brown ကိုဒီနောက်မှာထားခဲ့မယ်ဒီကြောင်ကိုပိန်တော့မယ်ပြီး skin color ကိုကျွန်တော်တို့9တိုင်းထိုးသွားမယ်เนาะအရှက်တိုက်တဲ့ကနေစပြီးတော့ကျွန်တော်တို့ 9 single crochetတော့4 5 6 9 9เนาะ9ပြီးရင်ကျွန်တော်တို့ skin color ကိုထားခဲ့လိုက်เนาะဒီနောက်မှာထားခဲ့ပြီးလို့ရှိရင်ဒီရဲ့ light brown ကိုကျွန်တော်တို့ဓာတ်ကိုတစ်တိုင်းလုံးနဲ့အစုံထိထိုးသွားမယ် okay အကောင်19တိုင်းရှိရနော်17 single crochet ပြီးချင်းဝိုင်းပြန်လှည့်မယ်ပြန်လှည့်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဓာတ်ကိုတစ်တိုင်းလုံးနဲ့19တိုင်းထိုးသွားပါမယ်နော် okay 17 single crochet okay 16ပြီးရင်17ဒီနောက်မှာကျွန်တော်တို့ skin color ကိုပြန်ယူမယ် okay ပြီးလို့ရှိရင် skin color ကိုကိုင်မယ်နော် okay ပြီးရင်ကျွန်တော်တို့9တိုင်းထိုးသွားမယ်နော်ဒီ skin color ကို 9 single crochet 3 4 5 6 7 8 okay ပြီးရင်9နဲ့မှာကျွန်တော်တို့ dark brown ကိုပြန်ပြီးကိုင်မယ်နော်ဒီမှာ okay dark color နဲ့dark color နဲ့ကျွန်တော်တို့ orange color dark color ကိုအရင်ဒီအပေါက်တင်မယ်ပြီးရင်အသားရောင်ကိုဆွဲထုတ်မယ်ပြီးဆွဲထုတ်ဒီလိုလေးဆွဲထုတ်ပြီးတော့လည်းကျွန်တော်တို့ dark brown ကိုပြန်ဒီနှစ်ခုချောင်းဆွဲထုတ်လိုက်မယ်နော်ဒါဆိုရင်ကျွန်တော်တို့ထိုးခြင်းနဲ့ skin color 9တိုင်းပေါ့နော်9တိုင်းရမယ်okay အဲ့ဒီနေရာမှာမဟုတ်တယ်နော် sorry ဒီနောက်မှာကျွန်တော်တို့ဒီ okay ဒီ skin color 9တိုင်းကိုပြန်ထိုးပြမယ်နော် okay 8ပြီးလို့ရှိရင်9ဒီ9နေရာမှာကျွန်တော်တို့ okay dark brown ကိုမတင်သေးဘူးထားခဲ့လိုက်နော်ထားခဲ့ပြီးရင်ဒီ skin 9တိုင်းမှာကျွန်တော်တို့ဒီ skin ကဒီ light brown ကိုပြန်ဆွဲမယ်နော် okay ကျွန်တော်ဒီမှာ light brown ကိုပြန်ဆွဲမယ်ဆွဲပြီးတော့လို့ရှိရင် skin color ကိုဒီနောက်မှာထားခဲ့လိုက်မယ်နော်skin color ကို okay ထားခဲ့လို့မရှိသေးဘူးနော်
okay ကျွန်တော်တို့ skin color ကိုတင်သွားမယ်ဒီလိုလေးကြိုင်လာတော့ကြိုင်တာပြီးရှင်ကျွန်တော်တို့ဒီမှာ dark brown ရဲ့ထိပ်ကိုထိုးလိုက်မယ်နော်ထိုးပြီးတော့ရင်ကျွန်တော်တို့ dark brown ကိုအပေါ်တင်မယ်နော်တင်ပြီးတော့လို့ရှိရင်ဒီ light brown ကိုဆွတ်ထုတ်မယ်ဆွတ်ထုတ်ပြီးတော့ရင်ကျွန်တော်တို့ light brown ကိုချမယ်နော်ချပြီးတော့လို့ရှိရင်ကျွန်တော်တို့ dark brown ကိုပြန်ကြိုင်မယ်နော် dark brown ကိုဒီလိုလေးဆွတ်ထုတ်မယ်ဆွတ်ထုတ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ skin color ကိုထားခဲ့လိုက်မယ်ဒီညမှာနော် skin color ကိုထားခဲ့မယ်ထားခဲ့ပြီးဒီအရောင်ကိုတင်သွားမယ်နော် okay ပြီးရင်ကျွန်တော်တို့ဒီမှာ orange ပေါ်မှာတတိုင်းစားထုတ်မယ်ပြီးရင်အဲ့ဒီ orange ပေါ်ကိုဒီအပေါ်ကိုကျွန်တော်တို့ orange color တင်မယ်ပြီးရင် brown color ဆွတ်ထုတ်မယ်ဆွတ်ထုတ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ brown ကိုဒီချ orange ကိုကြိုင်မယ်နော် okay အဲ့တော့ကျွန်တော်တို့ဒီမှာ skin color 9တိုင်းပြီးရင် light brown တစ်တိုင်းပြီးရင် dark brown တစ်တိုင်းနော် okay ပြီးလို့ရှိရင် orange ကိုကျွန်တော်တို့9တိုင်းထုတ်သွားမယ်နော် okay orange ကို nice single crochet အဲ့ပြီးလို့ရှိရင်ဒီမှာ dark brown ရဲ့အပေါ်မှာ9เนาะ9ပြီးရင် dark brown ကိုကြိုင်မယ် okay ဒါဆိုရင် orange က nice single crochet ပြီးလို့ရှိရင် dark brown ကတစ်တိုင်းထိုးမယ်ဒီလိုပုံစံလေးပြီးရင် orange okay orange ကိုကျွန်တော်တို့၄တိုင်းထိုးမယ်1 2 3 4 ပြီးလို့ရှိရင် dark brown ကိုကြိုင်မယ် okay dark brown ကိုကြိုင်ပြီး dark brown တစ်တိုင်း okay dark brown တစ်တိုင်းပြီးလို့ရှိရင်ကျွန်တော်တို့ orange 10တိုင်းထိုးမယ်ဒီတော့ orange ကိုကျွန်တော်တို့ 10 single crochet okay 8ပြီးလို့ရှိရင်ကျွန်တော်တို့9 1 2 3 4 5 6 7 8 9 9ဒီနောက်မှာ10ပြီးရင်ကျွန်တော်တို့ dark brown ပြန်ပြောင်းမယ်okay dark brown 1ပြီးရင် orange ပြန်ပြောင်းမယ် orange ကျွန်တော်တို့12တိုင်းထိုးသွားမယ်နော်12 single crochet ဒီမှာ12 single crochet မထိုးခင်ကျွန်တော်ပြန်ဖြည့်လိုက်အောင်မနော်ဒီနားလေးတွေမှာတော့ video ကိုကျွန်တော်မဖြတ်တော့ဘူးနော်ဒီတိုင်းလေးပဲတင်မယ် okay dark brown ကိုကျွန်တော်တို့ဒီနားလေးမှာထားခဲ့ရမှာနော်ဒီမှာကျွန်တော်တို့12တိုင်းထိုးသွားမယ်နော် orange ကို okay orange color 12 single crochet brown color ကို leave here okay okay 11ပြီးလို့ရှိရင်12 okay 12နေရာမှာကျွန်တော်တို့ light brown ပြန်ပြောင်းမယ် okay ကျွန်တော်တို့ဒီညကိုရောက်လာပြီနော် okay ပြီးလို့ရှိရင်ကျွန်တော်တို့ orange ကိုထားခဲ့မယ်ထားခဲ့ပြီးလို့ရှိရင် light brown ကိုတပတ်ကိုတိုင်းလုံးနဲ့အစုံထိထိုးသွားမယ်နော် okay ထိုးသွားမယ် okay ဒါဆိုရင်အကောင်17တိုင်းရှိတယ်နော် okay 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18နော်ပြီးချိန်1ပြီးလို့ရှိရင်ကျွန်တော်တို့19တိုင်းထိုးမယ်နော် okay 19 single crochet 1 2 3 4 okay 19တိုင်းထိုးသွားမယ်ဒီမှာ17တိုင်း18ပြီးလို့ရှိရင်ဒီမှာ19ဒီနောက်မှာ19တိုင်းမြောက်မှာကျွန်တော်တို့ orange color ကိုဒီအပုတ်တင်မယ်နော်အပုတ်တင်ပြီးဒီ light brown ဆွတ်ထုတ်မယ် okay ပြီးလို့ရှိရင် orange ပြန်ခိုင်းမယ်နော် okay ပြီးလို့ရှိရင်ကျွန်တော်တို့ orange ကို17တိုင်းထိုးသွားမယ် okay orange color ကို11 single crochet okay 10ပြီးလို့ရှိရင်ဒီမှာ11ဒီနောက်မှာကျွန်တော်တို့ဒါ brown ကိုအပုတ်တင်မယ်နော်ပြီးရင် orange ကိုဒီလိုဆွတ်ထုတ်မယ်ဆွဲထုတ်ပြီးတော့ရင်ဒီမှာ orange ကိုဒီဘက်ကိုချဒါ brown ကိုကြိုက်မယ် okay ပြီးရင်ဒါ brown 1ပြီးရင် orange ပြန်ကြိုက်မယ် okay orange color ကျွန်တော်တို့14တိုင်းထိုးမယ်14 single crochet okay 73တော့13ပြီးလို့ရှိရင်14ဒီနောက်မှာဒါ brown ပြောင်းမယ်1 2ဒါ brown ပြီးလို့ရှိရင်ကျွန်တော်တို့ orange ပြန်ပြောင်းမယ် okay orange color ကိုကျွန်တော်တို့ချစ်တိုင်းထိုးမယ်နော်8 single crochet orange okay 7ပြီးရင်8ဒီနောက်မှာကျွန်တော်တို့ဒါ brown ပြောင်းမယ် okay orange ကိုကျွန်တော်တို့ထားခဲ့လိုက်မယ်နော်ထားခဲ့
ထားခဲ့လိုက်မယ်ထားခဲ့ပြီးတော့လို့ရှိရင်ကျွန်တော်တို့ dark brown ကိုဒီလိုလေးထိုးမယ်ပြီးရင်ကျွန်တော်တို့ဒီ light brown ကိုပြန်ကြိုက်မယ်နော် okay ပြီးရင် dark brown ကိုကျွန်တော်တို့ဒီနားမှာထားခဲ့မယ်နော် dark brown ကိုထားခဲ့လိုက် okay ဒီနားမှာ dark brown ထားခဲ့ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာ light brown ကိုကိုမှပြောင်းထားတာနော်အဲ့ light brown ကိုဒီနားမှာတစ်လိုက်ထိုးမယ်နော်အဲ့ထိုးတဲ့အပေါက်ထဲမှာပဲကျွန်တော်တို့ဒီ skin color ကိုဒီအပေါက်တင်မယ်ဒီပြီးရင်ဒီလိုလေးဆွတ်ထုတ်မယ်နော် okay ဆွတ်ထုတ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ light brown ကိုဒီကိုချပြီး skin color ကိုကိုင် okay ပြီးလို့ရှိရင်ဒီနားမှာဒီလိုပုံစံလေးနော် orange dark brown ပြီးလို့ရှိရင်ဒီရောင်ကတော့ကျွန်တော်တို့တင်သွားမယ်နော်အဲ့ညမှာ skin color ကိုကျွန်တော်တို့ဒီကိုယ်တိုင်ထိုးသွားမယ်နော် okay ဒီနားမှာပေါ့နော်ကျွန်တော်တို့ဒီဘယ်လိုလဲအကြောင်းနဲ့ချောင်းနေတော့နော် loose ပေါ့လို့ဖြစ်နေဆိုကျွန်တော်တို့ဒီကျိုးလေးကိုနည်းနည်းလေးတင်းတင်းလေးဆွဲလိုက်နော် light brown ကိုအဲဆိုရင်ဒီနားလေးမှာတင်းတင်းလေးဖြစ်သွားပါလိမ့်မယ်နော်ဟုတ်ရှင်ဒီနားမှာချောင်းချောင်းဖြစ်ဖြစ် okay nice single crochet okay skin color အဲ့နော်ပြီးရင်9ဒီနားမှာကျွန်တော်တို့ skin color ကိုထားခဲ့မယ်ပြီးရင် light brown ကိုထိုးသွားမယ်နော်အစုံဒီ okay skin color leave it here take okay ဒီပထမဆုံးအပါမှာကျွန်တော်တို့ဒီဘက်ကိုတိုင်းလုံးနဲ့အစုံဒီထိုးသွားမယ် okay အစုံဒီထိုးသွားမယ် okay ဒီမှာအကောင်18တိုင်းเนาะအဲ့ဒီ single crochet ပြင်ချင်းဝင်ပြန်လဲမယ်ပြန်လဲပြီးသွားလို့ရှိရင်ကျွန်တော်တို့တွေတပတ်ကိုတိုင်းလုံးနဲ့18တိုင်းထိုးသွားမယ်เนาะ okay အဲ့ဒီ single crochet okay 19တိုင်း7တိုင်းပြီးလို့ရှိရင်ဒီမှာ8တိုင်းအဲ့ဒီမှာကျွန်တော် skin color ကိုကိုင်เนาะ color ကိုဒီလိုလေးဆွတ်ထုတ်မယ်ပြီးလို့ရှိရင်အရှောင်းเนาะ skin color ကိုပြောင်းမယ်ပြီး skin color ကျွန်တော်တို့9တိုင်းထိုးမယ်เนาะ okay nice single crochet okay ဒီမှာချစ်တိုင်းเนาะ8ပြီးလို့ရှိရင်9 okay 9နေရာမှာကျွန်တော်တို့ဒီလိုလေးเนาะပြီး light brown ပြန်ပြောင်းမယ်เนาะ light brown ဒါဆိုရင်ကျွန်တော်တို့ဒီ skin color 9ပြီးလို့ရှိရင် light brown ကဒီနားလေးမှာထိုးလိုက်ပြီးကျွန်တော်တို့ဒီ dark brown ကိုအပေါ်တင်ပြီး light brown ဆွတ်ထုတ်ပြီး light brown တော့ကိုချเนาะချပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ skin color ကိုဒီတိုင်းချိတ်ဆက်ပြီးတင်သွားမယ်เนาะပြီးရင် skin color ကိုဒီ dark brown ကိုတင်သွားမယ်ကြတာเนาะ sorry skin color ကိုဆွတ်ထုတ်မယ်เนาะကျွန်တော်တို့ skin ပြီးရင် light brown ပြီးရင် skin color တိုင်းထိုးရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီလိုလေးသေးလာတာပေါ့နော်အဲ့တော့ဒီ skin color ဒီထဲကိုထိုးမယ်ထိုးပြီးတော့လို့ရှိရင်အဲ့ဒီနာမှာကျွန်တော်တို့တွေလိမ့်မော်တော့ဒီ orange ကိုထားခဲ့တယ် okay ခဏနော် skin color 1ပြီး dark brown okay orange color ကိုမဆွဲနေအောင်နော်ဒီမှာ skin color ဒီတိုင်းလေးပြီးလို့ရှိရင်ကျွန်တော်တို့ dark brown ကိုကင်မယ် dark brown ကိုဆွဲထုတ်မယ်နော်ဒီလိုလေး skin light brown skin okay ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနာမှာ orange နေရာနဲ့ဒီညကိုထိုးလိုက်မယ်ထိုးပြီးတော့လို့ရှိရင်ကျွန်တော်တို့ orange color ထားခဲ့တဲ့ orange color ကိုဒီအပုံတင်မယ်ဒီပြီးရင် dark brown ကိုဆွဲထုတ်မယ်okay 1 okay ဒီနားမှာသူ1ပြီးလို့ရှိရင်ကျွန်တော် skin color ကိုထားခဲ့လိုက်မယ်နော် skin color ကိုလေးပြီးရ okay ပြီးလို့ရှိရင် orange ပြန်ပြောင်းမယ်ဒီလိုနော်ဒီမှာ dark brown 2ပြီးရင် orange ပြန်ပြောင်းမယ် orange ကိုကျွန်တော်တို့7 single crochet 9တိုင်းထိုးမယ်နော်9တိုင်းထိုးတော့မယ်okay 6ပြီးလို့ရှိရင်7နဲ့မှာကျွန်တော်တို့ dark brown ပြန်ပြောင်းမယ် dark brown 1ပြီးရင် orange ပြန်ပြောင်းမယ် okay ကျွန်တော်တို့ orange color ကို15တိုင်းထိုးမယ် okay orange color ကို15 single crochet okay orange 14ပြီးလို့ရှိရင်15ဒီနားမှာကျွန်တော်တို့ dark brown ပြန်ပြောင်းမယ်okay dark brown ပြောင်းပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီနားမှာတစ်တိုင်းထိုးမယ်ထိုးပြီးသွားလို့ရှိရင် orange ပြန်ပြောင်းမယ် okay ပြီးလို့ရှိရင်ကျွန်တော်တို့ orange ကိုဒီနားမှာထားခဲ့လိုက်မယ်နော် orange ထားခဲ့sorry dark brown ကိုထားခဲ့မယ် okay ပြီးရင် orange color ကိုကျွန်တော်တို့10တိုင်းထိုးသွားမယ်နော် okay orange 10 single crochet okay 8ပြီးလို့ရှိရင်sorry အဲ့မဟုတ်နော်9ဖြစ်မယ်1 2 3 4 5 6 9 10 9နော်9 9ပြီးလို့ရှိရင်10ဒီနားမှာကျွန်တော်တို့ skin color ဒီ orange color ကိုထားခဲ့မယ်နော် orange color ကိုထားခဲ့ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ light brown ကိုပြန်ပြောင်းမယ်နော်ဒီဘေးရ okay 1 okay ကျွန်တော်တို့အစုံအထိထိုးသွားမယ်နော်ဒီမှာ19တိုင်းရှိမယ်နော်အကောင်19 single crochet okay chain 1ပြီးရင်ပြန်လှည့်မယ်เนาะပြန်လှည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့19တိုင်းထိုးမယ်
Okay, 19 single crochet. 1, 2, 3, 19လိုက်နော် 18 18ပြီး19ဒီညမှာကျွန်တော်တို့တွေ orange color ကိုအပေါ်တင်မယ်ခင်ဗျာဒီလိုပုံစံလေးပြီးရင်ဒီ light brown တို့ကိုချ orange ကိုခိုင်းမယ် okay orange ကိုကျွန်တော်တို့10တိုင်းထိုးမယ် 1 2 okay orange 10 single crochet okay 9လိုက်ပြီးလို့ရှိရင်ကျွန်တော်10ဒီညမှာဒီ dark brown ကိုကျိုးပေါ်အပေါ်တင်မယ်တင်ပြီးလို့ရှိရင် orange ကိုဆွတ်ထုတ်မယ်ပြီး orange ဒီဘက်ကိုချ dark brown ကိုခိုင်းမယ် okay ဒါပြောင်းကိုကျွန်တော်တို့ဒီတားရဲ့ဒါပြောင်းအပေါ်မှာပဲဒီကိုဒီဇိုင်းထိုးမယ်နော်ပြီးရင် orange ပြန်ပြောင်းမယ် okay orange ကျွန်တော်တို့ခုနှစ်တိုင်ထိုးမယ်နော်2 3 4 5 6 okay 6 7ဒီနေ့မှာကျွန်တော်တို့ဒါပြောင်းပြောင်းမယ် okay ဒါပြောင်းဒီလိုလေးနော်1ပြီးရင်ကျွန်တော်တို့ orange ပြန်ပြောင်းမယ် okay ပြီးလို့ရှိရင် orange ကိုကျွန်တော်တို့6တိုင်ထိုးမယ်1 2 3 4 5 6နော်ဒီနေ့မှာကျွန်တော်တို့တွေဒါပြောင်းပြန်ပြောင်းမယ် okay ဒါပြောင်း1နော်1ပြီးလို့ရှိရင်ကျွန်တော်တို့တွေ orange color ပြန်ပြောင်းမယ် okay new 1ပြီးလို့ရှိရင် okay အဲ့ဒါပြီးလို့ရှိရင် orange ကိုကျွန်တော်တို့ခုနှစ်တိုင်ထိုးသွားမယ်နော် 1 2 3 4 5 6 okay 6 7ဒီနေရာမှာကျွန်တော်တို့ dark brown ပြန်ပြောင်းမယ် okay dark brown ပြောင်းတာနဲ့အတူတူကျွန်တော်တို့ဒီ orange ကိုဒီနားမှာထားခဲ့လိုက်မယ်နော် okay orange ကိုဒီနားမှာထားခဲ့လိုက်မယ်ထားခဲ့ပြီးကျွန်တော်တို့ dark brown ကိုနှစ်တိုင်ထိုးမယ်နော်1 okay ပြီးလို့ရှိရင်2เนาะ dark brown ကိုကျွန်တော်တို့ဒီညမှာထိုးတဲ့ဟာမှာကျွန်တော်တို့ skin color ကိုအပေါ်တင်လိုက်เนาะတင်ကမှဒီ dark brown ကိုပြန်ထုတ်เนาะဒါဆိုရင်နှစ်တိုင်မြောက်ဒီလိုပုံစံပြီးလို့ရှိရင်ကျွန်တော်တို့အသားရောင် skin color ကိုယူမယ်เนาะ skin color ကိုခိုင်းမယ် okay ခိုင်းတော့လို့ရှိရင်ကျွန်တော်တို့ dark brown ကိုဒီညမှာထားခဲ့လိုက်မယ်เนาะဒီ dark brown ကိုဒီညမှာထားခဲ့ပြီးလို့ရှိရင်အသားရောင်1 2เนาะ2ပြီးလို့ရှိရင်ကျွန်တော်တို့ light brown okay light brown ထိုးမယ်เนาะဒီသားရောင်ကိုရှေ့ကိုခိုင်းသွားမယ်เนาะဒီ light brown ကိုတစ်တိုင်းထိုးမယ်ဒီလိုပုံစံလေးပြီးအသားရောင်ပြန်ယူ okay ပြီးလို့ရှိရင်ကျွန်တော်တို့ဒီရောင်ကိုတင်သွားပြီဒီဘက်မှာထိုးရမှာเนาะသူ့ကိုဒီဆုံးဆုံးမှာထိုးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ light brown ကိုတည်သွားမယ်เนาะကျွန်တော်တို့ skin color 9 တိုင်းထိုးမယ်เนาะ9 single crochet 1 2 okay ထိုးသွားမယ်เนาะ okay 8เนาะ8ပြီးလို့ရှိရင်9 okay ဒီနားမှာကျွန်တော်တို့ skin color ကိုထားခဲ့လိုက်မယ်เนาะဒီနားမှာထားခဲ့လိုက်ပြီးလို့ရှိရင် light brown ကိုကျွန်တော်တို့တစ်ပေါက်ကိုတစ်တိုင်းလုံးနဲ့အစုပ်တွေထိုးသွားမယ်เนาะ okay ကျွန်တော်တို့အစုပ်တွေထိုးသွားမယ်เนาะokay ဒီမှာအကောင်18တိုင်းရှိမယ်เนาะ18 single crochet ပြီး chain 1ပြန်လှည့်မယ် okay ပြန်လှည့်ပြီးတော့လို့ရှိရင်ကျွန်တော်တို့18တိုင်းပဲထိုးမယ်เนาะ1 2 3 4 5 okay 18 single crochet
Okay 18ပြီးလို့ sorry ဒါမှ17ပေါ့နော်18အဒီနာမှာ16တိုင်းမြောက်ပေါ့နော်18ပြီးတော့အသားရောင်ကျွန်တော်တို့ယူမယ်နော် Okay ပြီးလို့ရှိရင် light brown တစ်ပတ်ချ skin color ကိုကိုင်မယ်အဲ့တော့ဒီမှာအကုန်စုစုပေါင်း18တိုင်း18 single crochet Okay ပြီးလို့ရှိရင်ဒီ skin color ကိုကျွန်တော်တို့6တိုင်းထိုးမယ်နော်9 single crochet Okay 8ပြီးရင်9ဒီနောက်မှာကျွန်တော်တို့တွေ light brown ပြန်ပြောင်းမယ်နော် Okay ပြီးလို့ရှိရင် light brown ကိုဒီလိုပုံစံလေးเนาะပြီးလို့ရှိရင်အသားရောင်1 Okay ပြီးရင်2ဒီညမှာကျွန်တော်တို့ dark brown ကိုအပုံတင်မယ်เนาะ dark brown အပုံတင်ပြီးရင် skin color ကိုဆွဲထုတ်မယ်ပြီးရင် skin color လေးကိုချမယ်ချပြီးလို့ရှိရင်ကျွန်တော်တို့ dark brown sorry ခဏနော် Okay ကျွန်တော်တို့ပြန်ထုတ်ပြမယ်เนาะဒီနားလေးမှာချုပ်သွားမှာဆိုလို့ Okay skin color ကိုကျွန်တော်တို့1เนาะ1ထုတ်တော့လို့ရှိရင်2ဒီနေရာမှာကျွန်တော်တို့ dark brown ကိုအပုတ်တင်မယ်เนาะ dark brown အပုတ်တင်ပြီး skin color ကိုဆွတ်ထုတ်မယ်เนาะဆွတ်ထုတ်ပြီးတော့လို့ရှိရင်လည်းကျွန်တော်တို့တွေဆက်ထိုးသွားမယ်เนาะ Okay 1 2 skin color เนาะ2ပြီးရင်3 Okay 3ပြီးလို့ရှိရင်4ဒီနေရာမှာ skin color 4နေရာမှာကျွန်တော်တို့ orange color ကိုအပုတ်တင်ပြီးတော့လို့ရှိရင်ဒီ skin color ကိုဆွတ်ထုတ်မယ်เนาะOkay ဆွတ်ထုတ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီလိုပုံစံလေးရမယ်။အဲ့လို့ရှိရင်ကျွန်တော်တို့ဒီ skin color ကိုချာ dark brown ကိုကိုင်မယ်နော်။ dark brown ရောင်ကိုကိုင်မယ်။ဆွတ်ထုတ်မယ်။အဲ့တော့ကျွန်တော်တို့ဒီမှာ skin 9ပြီးရင် light brown 1ပြီးရင် skin 4 Okay ပြီးလို့ရှိရင် dark brown 1 Okay ဒီမှာတော့3ရောင်စလုံးကျွန်တော်တို့အထဲကိုယူသွားတယ်နော်။3ရောင်စလုံး1ပြီးရင်2ဒီနားမှာကျွန်တော်တို့တွေ orange color ပြန်ပြောင်းမယ် Okay orange color ပြောင်းသွားလို့ရှိရင်ကျွန်တော်တို့အသားရောင်ကိုဒီနားမှာထားခဲ့လိုက်မယ်နော် skin color ကိုဒီမှာထားခဲ့မယ် Okay orange color ကျွန်တော်တို့9တိုင်းထိုးမယ်1 2 3 4 5 right now 5နေရာမှာကျွန်တော်တို့ dark brown ပြန်ပြောင်းမယ်Okay 2ပြီးလို့ရှိရင်ကျွန်တော်တို့ orange color ပြန်ပြောင်းမယ် orange color ကျွန်တော်တို့9တိုင်းထိုးသွားမယ်နော်2 3 Okay 3 4 5ပြီးလို့ရှိရင်ကျွန်တော်တို့ dark brown ပြန်ပြောင်းမယ် dark brown ကိုဒီတိုင်းပဲထိုးမှာဒီလိုပုံစံလေးပြီးရင် orange ပြန်ခိုင်းမယ်နော် Okay orange color ကျွန်တော်တို့7 single crochet Okay 6ပြီးလို့ရှိရင်7เนาะဒီနေ့မှာကျွန်တော်တို့ dark brown ပြန်ပြောင်းမယ် Okay dark brown 1ပြီးလို့ရှိရင်ကျွန်တော်တို့ orange color ပြန်ပြောင်းမယ် Okay ပြီးလို့ရှိရင်ကျွန်တော်တို့ dark brown ကိုဒီနေ့မှာထားခဲ့လိုက်မယ်เนาะထားခဲ့မယ်ပြီးရင် orange ကျွန်တော်တို့တွေ10တိုင်းထိုးမယ်เนาะ Okay ဒီရောင်ကိုကျွန်တော်တို့ဒီမှာထိုးအောင်မဖြစ်တဲ့အတွက်ဒီရောင်တော့တင်သွားမယ်เนาะ orange color ကိုကျွန်တော်တို့10 single crochet ထိုးသွားမယ်เนาะ Okay 9 10 Okay 10နေရာမှာကျွန်တော်တို့ဒီ light brown ပြန်ပြောင်းမယ်เนาะပြောင်းပြီးတော့လို့ရှိရင်ဒီ orange color ကိုဒီနားမှာထားခဲ့လိုက်မယ်ပြီးရင်ကျွန်တော်ဒီရဲ့ light brown ကိုကျွန်တော်တို့ဒီအဆုံးထိထိုးသွားမယ်เนาะ Okay ဒီမှာအကောင်ဆိုရင်ကျွန်တော်တို့19တိုင်းရှိရเนาะ19 single crochet chain 1 temple
1 2 3 okay ကျွန်တော်တို့တွေ19တိုင်းထိုးသွားမယ်19 single crochet okay 18 okay 18ပြီးရင်19ဒီနားမှာကျွန်တော်တို့ orange color ပြန်ပြောင်းမယ် okay ဒီလိုပုံစံလေးเนาะအဲ့တော့ဒီနားမှာ19တိုင်းเนาะ19 single crochet လို့ရှိရင်ကျွန်တော်တို့ဒီ orange ကို10တိုင်းထိုးသွားမယ်เนาะokay orange 10 single crochet okay 9ပြီးလို့ရှိရင်10ဒီနားမှာကျွန်တော်တို့ဒီ dark brown ကိုအပေါ်တင်မယ်เนาะဒီမှာထားခဲ့တဲ့ dark brown အပေါ်တင်ပြီး orange okay orange ဒီလိုပုံစံလေး orange လေးပေါ့ချွာပြီး dark brown ပြန်ကြိုက်တယ်เนาะokay အဲ့လိုရှိရင် dark brown 1เนาะ dark brown 1လို့ရှိရင် orange ပြန်ပြောင်းမယ်ဖြစ်ပြီး orange ကျွန်တော်တို့6တိုင်းထိုးမယ်2 3 4 5 okay 5လို့ရှိရင်6เนาะဒီနေ့မှာကျွန်တော်တို့ရဲ့အရောင်ပြောင်းမယ် dark brown okay ဒါပြောင်းကိုကျွန်တော် dry မဲ့တော့မှာဖြစ်တဲ့အတွက်ဒီတိုင်းလေးပဲ okay ဒီလိုလေးပြီးလို့ရှိရင် orange color ကို okay orange color ကျွန်တော်6တိုင်းထိုးမယ်เนาะ okay 1 2 3 4 5 okay 5လို့ရှိရင်6ဒီနားမှာကျွန်တော်တို့ dark brown ပြန်ပြောင်းမယ် okay dark brown 1ပြီး orange ပြန်ပြောင်းမယ် okay ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ orange color ကို9တိုင်းထိုးမယ်တက်ပြီးတော့เนาะ1 2 3 4 5ပြီးလို့ရှိရင် dark brown ဒါ dark brown ပြန်ပြောင်းမယ်အဲ့လိုရှိရင်ကျွန်တော် orange color ကိုဒီနားမှာထားခဲ့လိုက်တော့မယ်เนาะokay အဲ့လိုရှိရင်ကျွန်တော်တို့ orange color ကိုဒီနားမှာထားခဲ့လိုက်မယ်เนาะ orange color ကိုထားခဲ့ပြီးလို့ရှိရင် dark brown ကိုကျွန်တော်တို့1ဒီလိုပုံစံလေးเนาะပြီးလို့ရှိရင်အသားရောင်ကိုယူမယ်เนาะအသားရောင်ကိုဒီတိုင်းခဏနော် sorry ဒီအပေါ်လေးကိုတင်ရမယ်เนาะ orange color ကိုဒီနားမှာထားခဲ့မယ်ပြီးဒီမှာတစ်တိုင်းဒီပေါ်တင်เนาะအပေါ်တင်ဖို့မိသွားတာဆိုတော့ okay ပြီးလို့ရှိရင် dark brown ကိုဒီပုံချပြီး skin color ကိုခိုင်းမယ် okay chain 1ပြီးရင်ပြန်လှည့်မယ်เนาะပြန်လှည့်ပြီးတော့လို့ရှိရင်ကျွန်တော်တို့တပတ်ကိုတစ်တိုင်းလုံးနဲ့19တိုင်းထိုးသွားမယ် okay 19 single crochet 1 2 3 okay 19 okay 18ပြီးလို့ရှိရင်19ဒီ19နားမှာကျွန်တော်တို့ skin color ကိုဒီလိုတင်မယ်เนาะအပေါ်ပြီးရင် light brown okay ဒါ19တိုင်းเนาะပြီးရင် skin color ယူမယ်လို့ရှိရင်ဒီလိုပုံစံလေးเนาะအဲ skin color ကိုကျွန်တော်တို့9တိုင်းထိုးသွားမယ်เนาะ1 2 3 4 5 6 7နဲ့မှာကျွန်တော်တို့ light brown ပြန်ပြောင်းမယ် okay ပြီးလို့ရှိရင် light brown okay light brown ကိုဒီလိုပုံစံပြီးလို့ရှိရင် skin color ပြန်ကိုက်မယ် okay ကျွန်တော်တို့ skin color ကိုချစ်တိုင်းထိုးသွားမယ်เนาะ okay skin color 8 single crochet
okay 7ပြီးလို့ရှိရင်8ဒီ brown နေရာမှာကျွန်တော်တို့ချက်တိုင်းမြောက်เนาะဒီ brown နားမှာထိုးလိုက်မယ်ပြီးလို့ရှိရင်ဒီ dark brown ကိုเนาะ dark brown အပေါ်တင်မယ်ပြီးရင် skin color ကိုဆွဲထုတ်မယ်okay ဒီလိုပုံစံလေးပြီးလို့ရှိရင် skin color ကိုဒီဘက်ကိုချ dark brown ကိုကိုင်မယ်เนาะ dark brown okay dark brown เนาะ dark brown ပြီးလို့ရှိရင်ဒီမှာ orange နေရာမှာကျွန်တော်တို့ဒီလိုလေးထုတ်မယ်ပြီးလို့ရှိရင် orange ကိုအပေါ်တင် dark brown ဆွဲထုတ်မယ် okay ပြီးလို့ရှိရင်တတိုင်းเนาะဒီ dark brown တတိုင်း okay dark brown တတိုင်းပြီးလို့ရှိရင် dark brown နှစ်တိုင်းဒီနှစ်တိုင်းမြောက်မှာကျွန်တော်တို့တွေလိမ့်မော်ရောင်เนาะ orange ရောင်ပြန်ပြောင်းမယ် okay ပြောင်းပြီးတော့လို့ရှိရင်ကျွန်တော်တို့ skin color ကိုဒီနားမှာထားခဲ့မယ်เนาะ1 2 3 not being dark brown 1 2 okay ပြီးရင် orange ပြန်ပြောင်းမယ်1 2 3 4 5 okay 5ပြီးလို့ရှိရင်ကျွန်တော်တို့ dark brown ပြန်ပြောင်းမယ် okay ပြီးလို့ရှိရင်ကျွန်တော်တို့ orange ပြန်ပြောင်းမယ် okay เนาะဒီမှာ orange color ပြောင်းသွားလို့ရှိရင် dark brown ကိုဒီမှာထားခဲ့လိုက်မယ်เนาะထားခဲ့ပြီးလို့ရှိရင်ဒီမှာရှေ့ပေါက်မှာကျွန်တော်တို့ orange color ကို19တိုင်းထိုးသွားမယ်เนาะ okay orange color 17 single crochet okay 16 is 17ဒီနားမှာကျွန်တော်တို့တွေ orange color ကိုထားခဲ့လိုက်မယ်เนาะထားခဲ့လိုက်မယ်ပြီးလို့ရှိရင်ဒီ light brown ကိုတစ်ပတ်ကိုတစ်တိုင်းလုံးနဲ့အဆုံးထိထိုးသွားမယ်เนาะ okay okay ဒီမှာเนาะဒါ19တိုင်း okay အဲ့တော့ကျွန်တော်ဒီနားမှာတစ်ခုပြချင်တယ်ပေါ့နော်ကျွန်တော်တို့အယောင်ဆက်တဲ့နေရာမှာเนาะကျွန်တော်ဒီဟာကိုဘလူးလေးတွေထားခဲ့တယ်ရှီလေးတွေကိုပေါ့နော်အဲ့ဒါကိုနည်းနည်းရှင်းပြပေးမယ်နော်အဲ့တော့ကျွန်တော်ဒီအတန်းမှာဆိုရင်အခုဒီအတန်းပေါ့နော်ဒီအတန်းကိုရောက်လာပြီအဲ့တော့ဒီဘက်ကနေစလာတာเนาะကျွန်တော်တို့တွေဒီဘက်ကနေစလာတာเนาะဒီဘက်မှာအခုဆုံးတက်ထားတယ်အဲ့တော့ဒီမှာလက်ပေါ့နော်ဒီဘက်ဟုတ်လားလက်မောင်းနေရပေါ့နော်လက်မောင်းနေရဒါကတော့ဂျိုင်းเนาะအသားအညိုရောင်ပေါ့ဒီဂျိုင်းရဲ့အတွင်းသားဖြစ်တဲ့အတွက်နည်းနည်းအညိုရောင်လေးကိုဖောက်ထားတာပေါ့နော်အဲ့တော့သူ့ကိုကျွန်တော်ကအသားရောင်လေးဒီမှာเนาะထားခဲ့တယ်เนาะအညူရောင်ကြီးဒီနားမှာထားခဲ့တယ်เนาะဘာလို့ကျွန်တော်အဲ့လိုတွေထားခဲ့တာလဲဆိုရင်ဒီနေရာမှာကျွန်တော်တို့အခုဆိုရင်ဒါဆိုရင်ဒါ62တန်းမြောက်လို့ကျွန်တော်တို့မှတ်ထားတယ်ပေါ့နော်အဲ့တော့ဒီတန်းကိုဒီဘက်ကနေအသားရောင်ဘက်ကနေစထိုးသွားတယ်เนาะအဲ့တော့ကျွန်တော်ကအဲ့အတန်းကိုထိုးနေရင်းနဲ့ကျွန်တော်တို့ဒီကျိုးကိုထားခဲ့တဲ့နေရာကြီးကျတော့ကျွန်တော်တို့သူ့ရဲ့တန်းကျော်အပေါ်အတန်းကိုကျွန်တော်တွားပြီးတော့ကြည့်တယ်เนาะဘာလို့ကြည့်လဲဆိုရင်ကျွန်တော်တို့ဒီမှာဒီကနေထိုးသွားတယ်เนาะဒီမှာเนาะရှစ်เนาะဒီမှာချစ်တိုင်းဒီနားမှာချစ်တိုင်းသူ့ရဲ့အပေါ်မှာကျတော့ဆက်တိုင်းရှိတယ်အဲ့တော့ကျွန်တော်တို့ဒီအသားရောင်ကိုဒီဘက်ကနေထိုးသွားတယ်เนาะထိုးသွားတော့မှချစ်တိုင်းเนาะချစ်တိုင်ကိုဒီညမှာပြည်သွားဒီနားမှာပြည်တယ်เนาะချစ်တိုင်ဒီနားမှာအဲ့တော့ဒီမှာလည်းချစ်တိုင်အဲ့တော့ကျွန်တော်ကဒီအသားရောင်ကိုဒီအရှိကိုဒီမှာအညိုရောင်နှစ်တိုင်ရဲ့အရှိအထိကျိုးလာတယ်เนาะဘာလို့လဲဆိုရင်ကျွန်တော်တို့ပြီးလို့ရှိရင်ကျွန်တော်ဒီဘက်ကနေပြန်ထိုးသွားမှာเนาะပြန်ထိုးတဲ့အခါမှာသူကြတော့ကျွန်တော်ကိုဒီအောက်မှာချစ်တိုင်เนาะအဲ့တော့ဒီနားမှာတစ်ချက်ပြန်ကြည့်မယ်โอเคချစ်တိုင်เนาะအခုဒီလိုတွားတယ်စုံသွားတယ်ကျွန်တော်ဒီနားမှာထားခဲ့တယ်เนาะချစ်တိုင်ပြီးရင်အညိုရောင်နှစ်တိုင်ထိုးတယ်เนาะဒါမှအညိုရောင်နှစ်တိုင်ထိုးတယ်ပြီးတော့ skin color ကိုကျွန်တော်ဒီမှာထားခဲ့တယ်เนาะအဲ့တော့အဲ့ဒီအတိုင်းကိုဒီလိုလေးထိုးသွားမယ်ထိုးသွားပြီးနောက်ကျကိုပြန်လာတဲ့အခါမှာเนาะကျွန်တော်တို့အသားရောင်ကို17တိုင်ထိုးရမယ်เนาะ17တိုင်ထိုးရမယ်ဆိုတော့เนาะဒီဘက်ကနေပြန်လာတဲ့အခါကျွန်တော်တို့ချစ်တိုင်ရဲ့အရှိပဲနှစ်တိုင်မြောက်မှာเนาะနှစ်တိုင်မြောက်မှာကျွန်တော်တို့အသားရောင်ကိုစားပြီးတော့ဒီနားမှာထိုးရမှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီချစ်တိုင်းပြီးရင်ရှီရဒီရိုက်ထိုးသွားတဲ့အခါမှာဒီနေရာလောက်မှာကျွန်တော်တို့အသားရောင်ယူမှာเนาะအဲ့အတွက်ကျွန်တော်ကသူ့ထဲဒီမှာချစ်တိုင်းပြီးရင်ဒီမှာ10 okay 8 10အဲ့တော့နှစ်တိုင်မြောက်ရဲ့အထက်မှာကျွန်တော်တို့အသားရောင်ကိုကိုင်ရမှာဖြစ်တဲ့အတွက်ကျွန်တော်ကရှေ့ကိုဒီနားမှာယူလို့ရအောင်လို့ကျွန်တော်ရှေ့ကိုတင်လာပြီးဒီနားမှာထားခဲ့လိုက်တာเนาะအဲ့လိုသဘောလေးပါเนาะပြီးတော့ဒီအညိုရောင်เนาะဒီအညိုရောင်ဆိုရင်လည်းဒီမှာကျွန်တော်เนาะဒီတန်းတော့ချစ်အဲ့တော့အညိုရောင်ဒီနားမှာကျွန်တော်ထားခဲ့တာเนาะဒီနားမှာလည်းကျွန်တော်တို့အညိုရောင်မလိုတော့ဘူးเนาะဒီဒါဘရာကိုမလိုတော့ဘူးဖြစ်တဲ့အတွက်ထားခဲ့လိုက်တဲ့အနေမှာเนาะဘာလို့ထားခဲ့တာလဲဆိုရင်ကျွန်တော်
ဒီအရှိနေရာမှာကျွန်တော်တို့တဲသွားစီရမလို့ကိုဒီအတန်းမှာဖြစ်တဲ့အတွက်နောက်ပြန်လာတဲ့ဒီရဲ့အတန်းမှာလည်းကျွန်တော်တို့သူ့ရဲ့အပေါ်မှာပဲဒီတိုင်းထပ်ထိုးရမှာဖြစ်တဲ့အတွက်အဲ့ဒီနေရာမှာထားခဲ့လို့ရှိလို့ရတယ်နော်ဥပမာကျွန်တော်ကဒီအတန်းကိုဒီဘက်ကနေစလာတယ်ဆိုတော့နော်ဒီအညိုကောင်ကဒီနားမှာပြီးလို့ရှိရင်ဒီဘက်ကနေပြန်လာတဲ့အခါမှာဒီအညိုရောင်းရဲ့ဒီအရှိတစ်ခုမှာထပ်ပြီးဒီနားလောက်မှာယူရမှာဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒါကိုဆိုရင်ဒီနားမှာ sorry နော်ဒီဘက်ပြန်လာမယ်ဆိုတော့ဒီဘက်ကယူရမှာဆိုတော့ကျွန်တော်ကဒီအထီကိုယူသွားရမယ်နော်ဥပမာပြောတာနော်တတိုင်းရဲ့အရှိဒီမှာတတိုင်းရှိမယ်ဆိုရင်သူ့ကိုဒီ orange တတိုင်းထိုးပြီးမှသူ့ကိုထားခဲ့ရမှာနော်အခုကသူ့အပေါ်မှာ tab ဆင်တတိုင်းတက်မှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီနားမှာထားခဲ့လိုက်တာနော်အဲ့တော့ရှီလေး waste မဖြစ်တော့ဘူးနော်ဒီရှီလေးဘယ်လိုလဲဟိုနေရာဖြတ်လိုက်ဒီနားဖြတ်လိုက်ဆက်စရာလည်းမလိုဘူးနော်ဒါတော့ကျွန်တော်တို့ဒီလိုအရာတွေဒီလိုမြင် picture တွေကိုထိုးတဲ့အခါမှာတော့အယောင်ဆက်တဲ့အခါလေးပုံဖော်တဲ့အခါလေးမှာဒီလိုရှိစနီးလေးတွေတီးဖို့ပြပြနော်ကျွန်တော်ဒီနည်းနည်းရှင်းလားမသိဘူးနော်ကျွန်တော်ရှင်းပြတာကိုဟိုထပ်ပြီးရှင်းပြပေးပါဆိုရင်လည်းကျွန်တော်ရှင်းပြပေးမယ်နော်ကိုနားနဲ့တလောက်ကိုကတော့ကျွန်တော်အဲ့လိုဒီရဲ့ဒုတိယတန်းဆိုရင်တတိယတန်းကိုကြိုပြီးတော့ကျွန်တော်တို့ကြည့်ဖို့လိုပါတယ်နော်ကြီးထားခဲ့ရမလားမထားခဲ့ရဘူးလားအဲ့လိုပုံစံပေါ့နော်သူတန်းသွားမယ်ဒီဘက်ကိုသွားမယ်ဒီဘက်ကိုပြန်လာဒီဘက်ကိုသွားအဲ့လိုဘယ်ညာဆိုတော့ကျွန်တော်တို့လိုရင်လို့တို့ပေါ့နော်အဲ့တော့ဒီမှာကြည့်သူရဲ့ picture နဲ့အတူပေါ့နော်ကျွန်တော်တို့ဆိုရင်ဒီမှာကျွန်တော်ထိုးလာတာပေါ့နော်ဒီမှာဒါရှိစက်နေလေးပေါ့နော်နည်းနည်းလိုအပ်ချက်လေးတော့ရှိသေးတယ်ဒါပေမဲ့ပုံတူပေါ့နော်ဒီရဲ့တစ်ထည့်ရတဲ့ကိုကြာနေပေါ့နော်ကျွန်တော်တို့ဒီဘက်ကကြည့်ရင်လည်းရပါတယ်နော်ဒီဘက်ကကြည့်ရင်ဒီမှာသူ့ရဲ့ပုံစံအတိုင်းပေါ့နော်ဒီမှာနော်โอเคသူ့ရဲ့ပုံစံအတိုင်းကျွန်တော်တို့ပုံထွက်နေပြီပေါ့နော်ကိုဆိုရင်ကျွန်တော်တို့ဒီနေရာကြောနေနော်ဒီနေရာရောက်နေပြီအဲ့တော့ဆက်ပြီးတော့ထိုးလိုက်မယ်နော်โอเคပြီးလို့ချင်း1ပြီးလို့ရှိရင်ကျွန်တော်တို့19တန်ဆက်ထိုးမယ်နော်โอเค19 single crochet okay 18ပြီးလို့ရှိရင်19เนาะဒီ19နဲ့မှာကျွန်တော်တို့ orange ကိုအပေါ်ချင်းဒီ light brown ကိုဆွဲထုတ်မယ် okay ပြီးလို့ရှိရင်ဒီအရောင်ကိုကျွန်တော်ကရှေ့ဆက်လိုတဲ့အတွက်ပေါ့เนาะတင်သွားမယ်เนาะ okay orange color ကိုကျွန်တော်တို့19တိုင်းထုတ်သွားမယ်เนาะ17 single crochet okay 17 single crochet okay ဒီမှာတော့16တိုင်း16ပြီးရင်17ဒီ17နောက်မှာကျွန်တော်တို့ဒါဘရောင်ကိုအပေါ်တင်မယ်ပြီးရင် orange ဆွဲထုတ်မယ် okay ဆွဲထုတ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒါဘရောင်ကိုကိုင်မယ်နော် okay ပြီးလို့ရှိရင်ဒါဘရောင်ပေါ်မှာပဲဒါဘရောင်ထိုးမယ်နော် okay ပြီးဒါဘရောင်ဒီကိုချမယ်ချပြီးလို့ရှိရင်ကျွန်တော်တို့ orange ကိုဆက်ထုတ်မယ်နော် okay ကျွန်တော်တို့ orange 9လိုက်ထိုးမယ်နော်5 single crochet 3 4 5ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဘရောင်ပြန်ပြောင်းမယ်1 2 okay 2ပြီးလို့ရှိရင် orange okay orange 1 okay orange 1ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဘရောင်okay အဲ့တော့ကျွန်တော်တို့တွေ orange ကိုဒီမှာထားခဲ့မယ်ထားခဲ့ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒါ brown ကို okay ဒါ brown 1 okay အဲ့တော့ဒီနားမှာ orange ကိုကျွန်တော်ဘာလို့ထားခဲ့တာလဲဆိုရင်ထပ်ပြီးတော့ပြပေးမယ်နော် okay ကျွန်တော်တို့တွေအခုအစောကဒီမှာ chip เนาะပြီးရင်ဒီအတန်းအခုပြန်လာတာဒီအတန်းဖြစ်တယ်เนาะဒီ number 7ဆိုရရေးထားတယ်ဒီအတန်းလေးဖြစ်တယ်เนาะ okay ဒီအတန်းလေးအဲ့တော့ဒီမှာ orange 1เนาะဒီ orange 1ဒါဖြစ်တယ်เนาะokay အဲ့တော့ကျွန်တော်တို့တွေရှေ့ဆက်ပြီးတော့ orange ကမလိုတော့ဘူးเนาะဒီ7တန်းဒီမှာ7ရေးထားတဲ့အတန်းเนาะအဲ့အတန်းမှာဆိုရင်ကျွန်တော်တို့ orange ကိုမလိုတော့เนาะရှေ့ဆက်လည်းမလိုတော့ဘူးပြီးလို့ရှိရင်ဒီမှာနောက်ထပ်ပြန်လာမယ်ဒီ20ရေးထားတဲ့အတန်းမှာလည်းကျွန်တော်တို့ဒီနေရာဒီမှာ orange မလိုတဲ့အတွက်ကျွန်တော်ကသူ့ကိုဒီနားမှာထားခဲ့တာเนาะထားခဲ့တာဖြစ်တယ်เนาะဘာလို့လဲဆိုရင်ကျွန်တော်တို့ဒီနားမှာမလိုဘူးဒီပထမဒီတက်မှာကျွန်တော်တို့ orange ပြန်သုံးစရာမလိုဘူးเนาะဘယ်နေရာမှာသွားသုံးရမလဲဆိုဒီနေရာမှာเนาะအခုထိုးသွားတဲ့အတန်းကဒီကိုသွားမယ်ပြီးလို့ရှိရင်ဒီအတန်းကကျွန်တော်တို့ဒီဘက်ကိုပြန်လာမယ်เนาะပြန်လာတဲ့အခါကျရင်ကျွန်တော်တို့ဒီအတန်းအသားရောင်ပြီးဒါဘရောင်เนาะဒီဒါဘရောင်နာမှာကျွန်တော်တို့ဒီအောက်မှာ orange ရောင်ကိုဒီမှာထားခဲ့လိုက်တာเนาะအဲ့အရာတွေပဲတင်သွားပြီးကမှကျွန်တော်တို့ဒီနေရာမှာ orange လို့မှဖြစ်တယ်เนาะအဲ့တော့သူ့ကိုဒီနားမှာကျွန်တော်တို့စိတ်ချလက်ချထားခဲ့လို့ရတယ်ပြီးလို့ရှိရင်ဒီနေရာတော့မှာပဲသူက orange ကိုနောက်တစ်တန်းကိုပြန်သုံးမှာเนาะအဲ့အတွက်ကျွန်တော်ဒီနားမှာထားခဲ့တယ်ဘာလို့ဆိုရှီကိုအလင်ကားတက်တက်ပေါ့เนาะသိမ့်မသွားခြင်းမကုန်းစီခြင်းပေါ့เนาะအဲ့ဒါကြောင့်ထားခဲ့တာဖြစ်တယ်เนาะအဲ့တော့ဒီချက်ဆက်ထိုးသွားမယ်เนาะโอเคပြီးလို့ရှိရင်ဒါဘရောင်1ပြီးလို့ရှိရင်ဒီနားမှာ orange ပေါ်မှာเนาะဒါဘရောင်ထိုးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ skin color ကိုယူလိုက်မယ်เนาะဒီ skin color ကိုအပေါ်တင်မယ်ဒါဘရောင်ကိုဖတ်တော့မယ်เนาะပြီးလို့ရှိရင်ကျွန်တော်တို့ skin color ယူမယ်โอเคပြီးလို့ရှိရင်ကျွန်တော်တို့ဒါဘရောင်ကိုထားခဲ့မယ်เนาะဒီမှာကြည့်
ဒါဘရောင်ကိုကျွန်တော်တို့ဒီမှာနှစ်တိုင်းကိုနှစ်တိုင်းထိုးပြီးသွားပြီအဲ့ဒီအတွက်ဒီနားမှာထားခဲ့လိုက်တော့မယ်နော်ထားခဲ့ပြီဒီနားမှာကျွန်တော်တို့ဒါဘရောင်မလို့တော့ဒီအရာကိုကျွန်တော်ကဒါဘရောင်သုံးထားတာမဟုတ်ဘူးနော်လိုက်ဘရောင်သုံးထားတာဖြစ်တဲ့အတွက်သူ့ကိုဒီနားမှာကျွန်တော်ထားခဲ့လိုက်တော့မယ်နော်ပြီးရင်နောက်တစ်ခါကျတော့လေသူ့ရဲ့ဒီအနောက်ဘက်မှာပဲလိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရှေ့ကိုပြန်တည်သွားလို့ရတယ်ပေါ့နော်အဲ့ဒီအတွက်ဒီနားမှာဒါဘရောင်ကိုထားခဲ့လိုက်မယ်နော်โอเคပြီးလို့ရှိရင်ကျွန်တော်တို့အသားရောင်7တိုင်းထိုးမယ်နော် skin color 11 single crochet okay 10ပြီးရင်11เนาะ11เนี่ยမှာကျွန်တော်တို့တွေ light brown ပြန်ပြောင်းမယ် light brown ကိုဒီမှာ okay 1 ထိုးမယ် okay 1 ထိုးပြီးလို့ရှိရင်ကျွန်တော်တို့အသားရောင်ပြန်ယူမယ် okay ပြီးလို့ရှိရင်ဒီ light brown ကိုကျွန်တော်တို့ဒီမှာလိုတာဖြစ်တဲ့အတွက်ရှေ့ဆက်ယူသွားမယ်เนาะ okay skin color 6တိုင်းထိုးမယ်2 3 4 5 6เนาะစစ်ပြီးလို့ရှိရင်ကျွန်တော်တို့ light brown ပြောင်းမယ်ပြီးရင် skin color ကိုထားခဲ့လိုက်မယ်เนาะထားခဲ့ပြီးလို့ရှိရင်ဒီ light brown ကိုအဆုံးထိတစ်ပတ်ကုန်တစ်တိုင်းနှုတ်နဲ့ထိုးသွားမယ်เนาะခေတ္တအကောင်ဆိုရင်ကျွန်တော်တို့19တိုင်းရှိရเนาะ19 single crochet chain 1ပြန်လှည့်မယ် okay ပြန်လှည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့19တိုင်းထပ်ထိုးမယ်เนาะokay 19 single crochet okay 18ပြီး19ဒီနောက်မှာ skin color ကိုကျွန်တော်တို့အပေါ်တင်ပြင်လိုက်တော့ okay ရောင်တွေကိုကျွန်တော်တို့အဲ့လိုတင်တဲ့အခါမှာတင်းနဲ့ဆွဲဖို့လိုပါတယ်เนาะဒါမှဒီနားမှာမပေါ်ဘူးเนาะ okay ပြီးလို့ရှိရင်ကျွန်တော်တို့ skin color ကိုတိုင်းရင်20ထိုးမယ်เนาะ okay skin color 90 single crochet okay 18ပြီးလို့ရှိရင်ဒီမှာ19ဒီ brown လေးရမှာเนาะ9 18 19ဒီနေ့မှာကျွန်တော်တို့ဒါ brown ကိုဒီအပေါ်တင်မယ်เนาะပြီးရင်ဒီ skin color ကိုဆွဲထုတ်မယ်ဆွဲထုတ်ပြီးတော့ရင် skin color ကိုထပ်ထုတ်မယ်เนาะအဲ့19 19တိုင်းเนาะ19တိုင်းပြီးတော့တတိုင်းထပ်ထုတ်မယ်เนาะအသားရောင်ကိုပဲ another one okay one more ပြီးလို့ရှိရင်ကျွန်တော်တို့ let's see okay ဒီလိုပုံစံလေးเนาะအဲ့တော့ skin color ကိုဒီဘက်ကိုချမယ်ဒါ brown ကိုခိုင်းမယ် okay ဒါ brown ကိုခိုင်းမယ်ဒါ brown ကျွန်တော်တို့ဒီမှာဒီလိမ်မော်ရောင်နေရာမှာဒါ brown ထိုးမယ်เนาะအဲ့ဒီမှာကျွန်တော်တို့လိမ်မော်ရောင်ကိုအပေါ်တင်မယ်ပြီးရင်ဒါ brown ဆွဲထုတ်မယ် okay 1 okay 2ပြီးလို့ရှိရင်ကျွန်တော်တို့ skin color ကိုထားခဲ့လိုက်မယ်เนาะ skin color ကိုထားခဲ့မယ်ထားခဲ့ပြီး okay ဒါ brown 3 okay ဒါ brown 4เนาะဒီ4နေရာမှာကျွန်တော်တို့ orange ရောင်ပြန်ပြောင်းမယ် okay ပြီးလို့ရှိရင် orange ကိုကျွန်တော်တို့9တိုင်းတိုးမယ်เนาะ1 2 3 4 5เนาะ5ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ brown ကိုင်မယ် okay ဒီ5နေရာမှာကျွန်တော်တို့ဒါ brown ပြန်ပြောင်းမယ် okay ဒါ brown ပြောင်းမယ်เนาะပြောင်းပြီးရင်1ပြီးရင်ကျွန်တော်တို့လိမ်မော်ပြန်ပြောင်းမယ် okay ဒါ brown ကိုဒီမှာထားခဲ့မယ်เนาะထားခဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ orange ကို16 single crochet 16တိုင်းထိုးသွားမယ်เนาะ okay 16 okay 15ပြီးလို့ရှိရင်15 16ဒီနောက်မှာကျွန်တော်တို့ဒီ orange ကိုထားခဲ့မယ်ထားခဲ့ပြီးလို့ရှိရင် light brown ကိုကျွန်တော်တို့တစ်ပတ်ကိုတစ်တိုင်းလုံးနဲ့အစုံထိထိုးသွားမယ်เนาะ okay ဒီမှာเนาะကျွန်တော်တို့19တိုင်း19 single crochet okay chain 1ပြီးလို့ရှိရင်ပြန်လှည့်မယ် okay ပြန်လှည့်ပြီးတော့လို့ရှိရင်ကျွန်တော်တို့တိုင်းရင်20ထိုးမယ် okay 1 2 3 okay 20 single crochet okay 19ပြီးလို့ရှိရင်ကျွန်တော်တို့20ဒီနေ့မှာเนาะ20နေ့မှာကျွန်တော်တို့ဒီ orange color ကိုအပုံတင်မယ် okay ဒီလိုပုံစံလေးပြီးလို့ရှိရင် orange ကိုင်မယ် okay ကျွန်တော်တို့ orange color ကို sorry orange เนาะ orange color ကိုကျွန်တော်တို့15တိုင်းထိုးသွားမယ်เนาะပြီး light brown ကိုလည်းတင်သွားမယ်เนาะဒီရဲ့အတိုင်းလေး15 single crochet okay 14ပြီးလို့ရှိရင်ကျွန်တော်တို့
ဒီနားမှာ okay ပြီးလို့ရှိရင်20ဒီsorry 15ဒီနားမှာကျွန်တော်တို့ tab brown ကိုအပုတ်တင် okay ဒီ15တိုင်းမြောက်မှာဒီလိုပုံစံလေးနော်ပြီးလို့ရှိရင် orange ဒီဘက်ချ tab brown ကိုကိုင်မယ် okay ပြီးလို့ရှိရင် tab brown okay tab brown 1ပြီး orange 1 2 3 4 okay 4ပြီးလို့ရှိရင်5 okay 5ပြီးလို့ရှိရင်ကျွန်တော်တို့ dark brown ဒီလိုလေးပြောင်းမယ်နော်ပြောင်းပြီးလို့ရှိရင်ကျွန်တော်တို့ orange ကိုထားခဲ့လိုက်မယ်နော်ဒီနားမှာ orange ကိုထားခဲ့မယ်ထားခဲ့ပြီးလို့ရှိရင် dark brown ကိုင်မယ်နော်1 okay 1ပြီးလို့ရှိရင်2 okay 1ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့အသားရောင်ကိုဒီ dark အပုတ်တင်နော်ပြီးလို့ရှိရင် dark brown ဆွဲထုတ်ပြီးလို့ရှိရင် skin color okay ပြီးလို့ရှိရင် dark brown ကိုဒီနားမှာထားခဲ့လိုက်မယ်နော်ထားခဲ့ပြီးလို့ရှိရင်အသားရောင်ကျွန်တော်တို့20နဲ့မှတတိုင်းထိုးသွားမယ်နော်1 2 3 okay ကျွန်တော်တို့ဒီအရောင်ကိုတင်သွားမယ်နော်တောက်ချောက်တင်သွားမယ်ပြီးလို့ရှိရင် skin color 21 okay ဒီမှာ20ပြီးလို့ရှိရင်21နောက်မှဒီလိုပုံစံလေးနော်21ပြီးလို့ရှိရင် light color နော် dark brown sorry light brown ပေါ့နော် light brown ကိုချိန်နေပြီး skin color ကိုဒီနားမှာထားခဲ့မယ်ထားခဲ့ပြီးလို့ရှိရင်တပောက်ကိုတစ်တိုင်းလုံးနဲ့ဒီညိုပြော့ကိုထိုးသွားမယ်နော် okay တောက်ချောက်ထိုးသွားမယ် okay ကျွန်တော်တို့တိုင်းရေးပေါင်း20 single crochet နော်နှစ်ချင်းဝမ်းပြန်လှည့်မယ်ပြန်လှည့်ပြီးသွားရင်လည်းကျွန်တော်တို့တွေတိုင်းရေး20ထိုးမယ်နော် okay 20 single crochet okay ဒီမှာ19တိုင်းနော်19ပြီးလို့ရှိရင်ဒီမှာ20နဲ့မှာကျွန်တော်တို့ skin color ကိုအပုတ်တင်မယ်ပြီးရင် light brown ဆွဲထုတ်ပြီး light brown တစ်ပတ်ချ skin color ကိုကိုင် okay ဒီနောက်လေးမှာကျွန်တော်တို့ skin color ကိုတင်းတင်းလေး okay မဟာတာ okay okay ပြီးလို့ရှိရင်ကျွန်တော်တို့အသားရောင်ကို23 single crochet 20နဲ့မှာ3ကထိုးသွားမယ်နော်23တိုင်းပေါ့နော် okay 21เนาะ skin color 21ပြီးလို့ရှိရင်22နောက်မှာကျွန်တော်တို့ dark brown အပေါ်တင်ပြီး skin color ကိုဆွဲတော့เนาะပြီးရင်ဒီမှာတစ်တိုင်းထုတ်လိုက်เนาะဒါဆိုရင်22ပြီးလို့ရှိရင်ဒီ23နောက်မှာကျွန်တော်တို့ဒီလိုလေးထုတ်မယ်เนาะထုတ်ပြီးရင် okay skin color ကိုပဲကျွန်တော်တို့ယူလိုက်မယ်เนาะ okay 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 okay ပြီးလို့ရှိရင်ဒီကိုချ dark brown ကိုခိုင်းမယ် okay dark brown ကိုဒီမှာ orange เนาะ orange နာမှာပြီးရင် orange ကိုအပေါ်တင်ပြီး dark brown ကိုဆွဲထုတ်တတိုင်း okay ပြီးရင်ကျွန်တော်တို့ skin color ကိုဒီနာမှာထားခဲ့မယ်ထားခဲ့ပြီးသွားလို့ရှိရင် dark brown ကိုအရှက်တိုင်းမှာဒီလိုထိုးမယ်ပြီးရင် orange color ပြန်ပြောင်းမယ် okay orange color ကျွန်တော်တို့3တိုင်းထိုးမယ်1 2 3ပြီးလို့ရှိရင်ကျွန်တော်တို့ dark brown ပြန်ပြောင်းမယ် okay เนาะပြီးလို့ရှိရင် dark brown ကိုကျွန်တော်တို့ဒီလိုတစ်တိုင်းပဲထိုးမယ်ထိုးပြီးတော့လို့ရှိရင် dark brown ကိုဒီဘက်ကိုချ orange ကိုဒီလိုယူလိုက်မယ်เนาะအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ dark brown ကိုဒီနားမှာထားခဲ့လိုက်ထားခဲ့ပြီးရင် orange 15တိုင်းထိုးမယ်เนาะဒီအကြောင်းတော့ကျွန်တော်တို့ဒီမှာလိုတာဖြစ်တဲ့အတွက်ယူသွားမယ်เนาะအဲ့တော့ orange 15 single crochet okay 15เนาะ okay ဒီမှာเนาะ15တိုင်းမပြည့်သေးဘူးဒါပေမဲ့ကျွန်တော် orange က50ကြီးကုန်သွားပြီပေါ့เนาะကုန်သွားပြီဆိုတော့ကျွန်တော်ရှီဆက်နေလေးပြမယ်เนาะရှီဆက်နေလေးကတော့ရိုးရိုးလေးပါပဲเนาะကျွန်တော်တို့ okay ဒီမှာကိုထိုးမဲ့တိုင်းပေါ့နော်ဒီလိုလေးယူမယ်ယူပြီးသွားလို့ရှိရင်ဒီလိုပုံစံလေးเนาะပြီးတော့ချပ်ပြီးလို့ရှိရင်ကျွန်တော်တို့စက်မစ်ချိုးကိုဒီလိုလေးခောက်เนาะအပြောက်ခောက်ပြီးရင်ဒီထဲကိုဆွတ်ထုတ်လိုက်เนาะဒီလိုလေးဆွတ်ထုတ်မယ်ပြီးလို့ရှိရင်ကိုဒီဆောက်ကိုင်လိုက်เนาะဒီဆောက်ကိုင်ပြီးဒီနှစ်ဆเนาะဒီအစားသိမ့်သွားမယ်စားလဲဆို3ဆအပြီးလို့ရှိရင်ကျွန်တော်တို့ဒီနောက်မှာရုံနေခဲ့ထားလိုက်ဖမ်းပြဖို့เนาะဒီတာကိုရှေ့အတိုင်းထိမှာတတိုင်းစားထုတ်လိုက်မယ်เนาะโอเคဒီလိုလေးထိုးလိုက်မယ်အဲ့တော့ဒီနောက်မှာရုံနေဟာကိုကျွန်တော်တို့အတိအစတွေကိုဒီမှာနည်းနည်းလေးထိန်းဆွဲပြလိုက်เนาะထိန်းဆွဲပြလိုက်ရှင်ဒီမှာအနေလုံးလေးဖြစ်သွားတယ်เนาะအဲ့တော့အခြေဆက်ပြီးတော့15နိုင်ပြအောင်ထိုးသွားမယ်
Okay, 1, 2, 3, 4, 5, 6, 7, 8, 9, 10, 11, 12, 13, 14, 15. Okay, 15 là mà cho nó lại vàoပြန်ပြောင်းမယ် Okay, လိုက်vào mà ပြောင်းခင်မှာကျွန်တော်တို့ဒီနားမှာဂျိုးလေးရော့လာတင်လာကိုချက်เนาะချက်ခင်လုပ်မယ် Okay, အဲ့ပြီးလို့ရှိရင် orange ကိုဒီနားမှာကျွန်တော်တို့ထားခဲ့လိုက်မယ်เนาะ orange ကိုထားခဲ့လိုက်vàoကိုထိုးသွားမယ်တပတ်ကိုတိုင်းလုံးနဲ့အစုံထိထိုးသွားမယ် Okay, လိုက်ပါအောင်ဆုံးထိ Okay, 20 เนาะ20 single crochet ပြင် chain 1 chain 1ပြင်ပြန်လဲမယ်ပြန်လဲပြီးလို့ရှိရင်ကျွန်တော်တို့တိုင်းရေး20နဲ့မှတစ်တိုင်းထိုးမယ်เนาะ21 single crochet Okay, ရက20 okay ပြီးရင်ဒီအစလေးကိုကျွန်တော်တို့ဒီ Okay, 20 ပြီးလို့ရှိရင်21ဒီ21နဲ့မှာကျွန်တော်တို့ orange ကိုအပုတ်တင်ပြီးရင်ဒါ brown ဆွတ်တော့ okay ပြီးရင် orange ပြန်ကိုင်အဲ့တော့ကျွန်တော်တို့ light brown 21ရမယ်နော် okay ပြီးရင် orange ကိုကျွန်တော်တို့14တိုင်းထိုးသွားမယ် okay orange 14 single crochet okay 14တိုင်း okay 13 13နော်13ပြီးရင်14ဒီ14နဲ့မှာကျွန်တော်တို့ skin ဒါ brown ကိုဒီအပုတ်တင်မယ်နော် okay ပြီးရင် orange ကိုဒီဘက်ကိုချဒါ brown ကိုကိုင်မယ် Okay, ဒါ brown ကျွန်တော်တို့1နော်1ပြီးလို့ရှိရင် orange ပြန်ခိုင်မယ် Okay, orange 1 2နေရာမှာကျွန်တော်တို့ဒါ brown ပြန်ပြောင်းမယ် Okay အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ orange ကိုဒီနားမှာထားခဲ့လိုက်မယ်နော် Okay, orange ကိုထားခဲ့ lip here orange ပြီးရင်ဒါ brown 1 Okay, 1လို့ရှိရင်2ဒီနောက်မှာကျွန်တော်တို့ skin color ကိုအပုတ်တင်မယ်เนาะပြီးရင်ဒါ brown ကိုဒီလိုဆွဲထုတ်မယ်ပြီးရင်ဒါ brown ကိုချပြီးလို့ရှိရင်ကျွန်တော်တို့ skin color ပြန်ကိုင်မယ်เนาะ skin color ဒီလိုကိုင်မယ်ပြီးရင်ဒါ brown ကိုကျွန်တော်တို့ဒီမှာထားခဲ့မယ်เนาะထားခဲ့ပြီးလို့ရှိရင်ဒီ light brown ကိုတင်သွားမယ် Okay, skin color ကိုကျွန်တော်တို့20နဲ့မှာ3တိုင်းထိုးမယ်เนาะ23 single crochet, okay, skin color. Okay, skin color ကျွန်တော်တို့ဒီမှာ22เนาะ22ပြီးလို့ရှိရင်23เนาะ23ဒီလိုလေးချမယ်ပြီးရင် light brown ကိုင်မယ်အဲ့တော့ skin color ကိုကျွန်တော်တို့ဒီနားမှာထားခဲ့မယ်เนาะထားခဲ့ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီရဲ့အရာကို Okay ဒီရဲ့အရာကိုကျွန်တော်တို့နှစ်တိုင်းထိုးမယ်เนาะဒီ light brown ကို1 2เนาะဒီလိုပုံစံလေးပြီးလို့ရှိရင်ကျွန်တော်တို့ဒီပေါ့เนาะလို့ဒီရဲ့ဒီအဝါရောင်ကိုထိုးမယ်เนาะအဲ့တော့ဒီမှာကျွန်တော်အဝါရောင်เนาะအဲ့တော့စပြီးတော့ကျွန်တော်တို့အဝါရောင်လေးစထိုးမယ်เนาะဒီလိုပုံစံလေး Okay ပြီးလို့ရှိရင်ဒီပေါက်ထည့်ရမယ်ဆွဲထုတ်မယ်เนาะ Okay အဲ့တော့ရော့နေတာဘာမှဖြစ်ဘူးရှေ့ဆက်ပြီးတော့ဒီဟာကိုဒီလိုပုံစံလေးပြီးခါမှကျွန်တော်တို့ဒီလေးကိုတင်းတင်းလေးဆွဲမယ်เนาะ Okay အဲ့တော့ကျွန်တော်တို့ light brown 2ဒီနားမှာနည်းနည်းလေးရော့နေတယ်ဆိုရင်ဒီအရှိကိုတင်းတင်းလေးဆွဲ Okay ပြီးရင်ကျွန်တော်တို့ဒီ yellow ပေါ့နော် yellow ဒီလိုပုံစံလေးပြီး yellow လေးဘက်ကိုချပြီးလို့ရှိရင်ကျွန်တော်တို့ဒီ light brown ကိုပြန်ဆွဲမယ်နော်အဲဒီအခါကျွန်တော်တို့ scale 23 Okay light brown 2ပြီး yellow 1 Okay yellow 1ပြီးလို့ရှိရင်ကျွန်တော်တို့ yellow ကိုဒီနားမှာပဲထားခဲ့လိုက်နော်ထားခဲ့ပြီးသွားလို့ရှိရင်ဒီအညိုရောင်ကိုကျွန်တော်တို့အဆုံးထိထိုးသွားမယ်နော် Okay ဒီအစကိုလည်းကျွန်တော်တို့တင်သွားလိုက်နော်ထိုးရင်လည်း Okay all the way here sorry Okay ကျွန်တော်တို့ဒီမှာ light brown အကုန်18တိုင်းရှိတယ်နော် Okay ပြီးတော့ချိန်ဝဲပြန်လှည့်မယ် Okay ပြန်လှည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့18တိုင်းထိုးမယ်နော်18 single crochet Okay ကျွန်တော်တို့ပြန်လာတော့လဲ18เนาะအခုပြန်သွားတော့လဲ18 Okay Okay 2 3 4 Okay ကျွန်တော်တို့18တိုင်းထိုးသွားမယ်နော် Okay 17ပြီးရင်ဒီမှာ18เนาะ18နောက်မှာကျွန်တော်တို့ orange ဒီ yellow เนาะ yellow ကိုအမောက်တင်မယ်ပြီး light brown ကိုဆွဲထုတ်မယ်ပြီး light brown ကိုချ yellow ကိုဒီပုံစံလေးဆွဲထုတ်လိုက်မယ်เนาะဒါဆိုရင်အကောင်18တိုင်း18 single crochet Okay ပြီးလို့ရှိရင်ကျွန်တော်တို့ orange yellow ပေါ့เนาะ yellow 1ပြီးရင်ဒီမှာရှေ့ပေါက်ထပ်မှာလည်းအဲ့လိုပဲ
ဒီလိုလေးထုတ်မယ်နော်ထုတ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ live round ပြန်ကြိုက်မယ်နော် okay ပြီးတော့ yellow ကိုကျွန်တော်တို့ဒီအတိုင်းဒီညလေးဒီညမှာလည်းလိုမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ယူသွားမယ်နော် okay တိမ်သွားမယ် yellow okay 1ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ skin ရဲ့နော် skin color ပေါ်မှာဒီလိုထုံးမယ်ပြီးရင် skin color ကိုပေါ်တင်ပြီးရင် live round ဆွဲထုတ် live round ဒီဘက်ချ skin color ပြန်ကြိုက်အဲ့တော့ကျွန်တော်တို့ကျင်တဲ့ဒီ17တိုင်း2 18 2 2 okay ပြီးလို့ရှိရင် skin color ကိုကျွန်တော်တို့24 single crochet ထိုးသွားမယ်နော်24နော် okay 22เนาะ22ပြီးလို့ရှိရင်ဒီ dark brown ရဲ့အထက်မှာကျွန်တော်တို့ဒီမှာဒီ dark brown ကိုပေါ်ထည့်ပြီး skin color ကိုဆွဲတော့ပြီး skin color ကိုချ skin color ကိုဒီဘက်ကိုချပြီးတော့လို့ရှိရင်ကျွန်တော်တို့ dark brown ကိုင်မယ်เนาะ okay dark brown okay application skin color ကိုကျွန်တော်တို့ဒီမှာထားခဲ့လိုက်မယ်เนาะ okay ထားခဲ့ပြီးလို့ရှိရင် dark brown ကိုထုတ်ပြီးလို့ရှိရင် orange ကိုဒီ orange color ကိုပုံတင်ပြီး dark brown ဒီလိုလေးဆွဲထုတ်မယ်နော် okay ပြီး dark brown ဒီဘက်ကိုချ orange color ကိုင်မယ် okay ပြီး orange ရော yellow ကိုဒီ3မိနစ်လုံးကိုတင်သွားနော်တင်ပြီးလို့ရှိရင် orange ဒီလိုလေးနော် orange 1ပြီး dark brown okay dark brown ပြီး dark brown လည်း1ဒီလိုပုံစံလေးနော်ပြီးရင်ကျွန်တော်တို့ orange ပြန်ကိုင်မယ် okay အဲ့တော့ skin 24 dark brown 1 orange 1 dark brown 1 okay ပြီးလို့ရှိရင် dark brown ကိုကျွန်တော်တို့ဒီနားမှာထားခဲ့မယ်ထားခဲ့ပြီးသွားလို့ရှိရင် orange ကိုကျွန်တော်တို့ဒီ14တိုင်းထိုးမယ် okay okay 14 single crochet orange okay 73เนาะ13ပြီးလို့ရှိရင်ဒီမှာ14เนาะ14နားမှာကျွန်တော်တို့ဒီကြောင်လေးပြောင်းမယ်เนาะlight brown ရောင်လေးပြောင်းမယ်ပြီးရင်ကျွန်တော်တို့ orange ကိုဒီနားမှာထားခဲ့လိုက်မယ်နော် orange ကိုထားခဲ့လိုက်ပြီးရင် light brown 1 2နော်ဒီ2နေရာမှာကျွန်တော်တို့ဒါကိုချပြီးရေးလို့ခိုင်းမယ်နော် okay ပြီးရင်ဒါကိုကျွန်တော်တို့တင်သွားမယ်နော် okay ရေးလို့ဒီလိုလေးနော်ဒီလိုပြီးလို့ရှိရင်ရေးလို့ဒီကိုချ okay ရေးလို့ကိုကျွန်တော်တို့ဒီနားလေးမှာထားခဲ့လိုက်မယ်နော် yellow ကိုထားခဲ့ပြီးရင် light brown ကိုကျွန်တော်တို့တစ်ပတ်ကုန်တစ်ထိုင်လုံးနဲ့အစုံထိထိုးသွားမယ်နော် okay ဒီမှာ19တိုင်း19 single crochet